အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ reading paragraphs လေးပဲဖြစ်ပါတယ်ရှင်ဆရာကြီးဒေါက်တာစိုးတန်ရေးသားဘာသာပြန်ရေးသားထားတဲ့ Be Who You Are ကိုပုံစံအတိုင်းနေပါဆိုတဲ့ paragraph လေးပဲဖြစ်ပါတယ်ရှင်အင်္ဂလိပ်စာလဲလေးလာဘဝနေထိုင်မှုအတွက်စင်ကျင်စဉ်းစားစရာလေးတွေလည်းရစီခြင်းလို့မှတ်ထားစုထားတဲ့စာတူပီစာလေးများကိုဘာသာပြန်ပေးလိုက်ပါတယ်လို့ဆရာကြီးကဖော်ပြထားပါတယ်ရှင် You are not everyone cut or tea တင့်ကိုလူတိုင်းကတော့ကြိုက်မှာမဟုတ်ဘူး The what it feel with people who no matter what you do no matter how you try will simply not like you တင်ပါကိုပဲလှုပ်လှုပ်ဘလောက်ပဲကြိုးစားပါစေတင့်ကိုမကြိုက်မဲ့လူတွေကလောကကြီးမှာဒူးနဲ့ဒီပဲ but the what it also feel with those who will love you fairly သို့တော်လောကကြီးမှာတင့်ကိုအလွန်ချစ်ခင်ကြသူတွေလည်းအပြည့်ပါပဲ the ones who love you they are your people တင့်ကိုချစ်ခင်ကြသူတွေဟာတင့်ရဲ့လူတွေပေါ့ don't waste your finest time and hard trying to convince the people who have your people that you have value တင့်ကိုသဘောမကျသူတွေကိုတင့်ရဲ့တန်ဖိုးကိုသက်သေပြဖို့ကိုယ့်ရဲ့ရှားပါတဲ့အချိန်နဲ့စိတ်နှလုံးကိုမဖြုံးတိဖြစ်ပါနဲ့ They will miss it completely သူတို့မြင်ကြမှာမဟုတ်ပါဘူး They won't buy what you are selling တင်လို့ပြသမျှသူတို့ယုံမှာမဟုတ်ပါဘူး Don't try to convince them to walk your path with you because you will only waste your time and your emotional good health တင်တဲ့အတူတင့်ယုံကြည်ရလမ်းအတူရှောက်လန်းဖို့လဲသူတို့ကိုစိတ်ဝင်စားလာအောင်မကြိုးစားပါနဲ့ကိုယ့်အချိန်နဲ့စိတ်ချမ်းသာမှုတွေပဲအလဟတ်ဖြစ်သွားပါလိမ့်မယ်You are not for them and they are not for you. You are not their cat or tea and they are not yours. တင်နဲ့သူတို့နဲ့ဟာတထက်တည်းမကြနိုင်ပါဘူး။တင့်ကိုသူတို့ကသဘောမကျတယ်လို့သိစိတ်ထဲလဲသူတို့အပေါ်ဒီလိုပဲရှိမှလေ။ Politely with them aside and you move away at will သူတို့ကိုယဉ်ကျေးစာနဲ့ပဲမတိကျုံပြုလိုက်ကကိုလန်းကိုဆက်သွားပါလေ Seek to share your path with those who recognize and appreciate your gift who you are တင်းရဲ့တန်ဖိုးအစမ်းစားတွေကိုသိပြီးတန်ဖိုးထားတဲ့သူတွေနဲ့သာတင်းရဲ့ဘဝခရီးမှာအတူတကွာသွားကြပါလေ Be who you are not everyone cut or tea and that is okay ကိုပုံစံနဲ့သာကိုနေပါတင်းကိုလူတိုင်းကတော့သဘောမကျနိုင်ပါဘူးဒါလည်းပြဿနာမဟုတ်ပါဘူးလို့ဘာသာပြန်ဆိုထားတဲ့စာပိုင်လေးပဲဖြစ်ပါတယ်ရှင်နောက်တင်မဲ့ဗီဒီယိုလေးတွေကိုလည်းအားပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်